This morning, the box office is caught in Spider-Man's web. Spider-Man! A brand new day in the record books. Spider-Man Brand New Day has unseated Avengers Endgame as the biggest domestic box office opening of all time. Earning the best performance that Tom Holland has ever given in a Spider-Man movie. Full stop. It's swung to a massive $360 million in its domestic debut, making it the biggest opening weekend ever. It surpassed figures from another Marvel movie, 2019's Avengers Endgame. Spider-Man Brand New Day အခု domestic box office မှာဒေါ်လာတန်360ရပါပြီ။အဲ့ဒါတမိုင်းဝင်လုံးဝ record breaking တခါမှအဲ့လောက်မရဘူး။အထူးသဖြင့် COVID နောက်ပိုင်းမှာလုံးဝမရဘူး။အရင်တုန်းကဒီတပတ်အတွင်းပေါ့နော်အဲ့လို box office ဝင်ငွေများတာ Endgame ကစံချိန်တင်ထားတာပေါ့နော်။အခုဟာကဒီသူရှိရ Odyssey တို့ဘာလို့ကြော်ထွက်ပြီးတော့လုံးဝတပတ်ထဲမှာဒေါ်လာတန်360ရပါပြီ။ Odyssey တော့အဲ့လောက်မများဘူးကျွန်တော် figure အတိအကျမမှတ်မိလို့အဲ့လောက်မများဘူးအခုကရုပ်ရှင်သမိုင်းမှာဒီ Hollywood ရုပ်ရှင်သမိုင်းမှာအများဆုံး opening weekend နော် opening weekend ဝင်ငွေ domestic ပဲရှိသေးတယ်ပြည်တွင်းပဲရှိသေးတယ်နိုင်ငံတကာပေါင်းလိုက်လို့ရှိရင်အခု935လား930လားမသိဘူးရှိပြီအခုတပတ်ထဲမှာနော်တပတ်ထဲမှာ Endgame ရတယ်2019တုန်းကသူတို့တောက်လျှောက်ပြရတယ်ဗျတပတ်ထဲမဟုတ်ဘူးဗျဘယ်နှပတ်4ပတ်လား5ပတ်လား6ပတ်လားမသိအဲ့လောက်ပြတဲ့ဝင်ငွေရဲ့ total global box office revenue က911တန်ပဲလားမသိဘူးရှိတယ်911တန်ထင်တယ် yes 911တန်နည်းတယ်ဗျပြောရရင်ဒီ Spider-Man Brand New Day ကိုမမှီဘူးအဲ့ခုန5ပတ်6ပတ်လောက်ပြတဲ့ဝင်ငွေရောအခု Spider-Man Brand New Day ကတပတ်ထဲနဲ့ယူသွားတာ domestic ကို global record I mean သူရှိမှာ Odyssey ရှိရဗျာတကယ်ကို Christopher Nolan ကြီးရိုက်တာပြီးတော့ camera တွေကလည်းလုံးဝ IMAX 70mm နဲ့ရိုက်တာစသဖြင့် big budget ဒေါ်လာ260လောက်သုံးတယ်သူတို့ပြန်ရတဲ့တပတ်ဝင်ငွေကအခု Spider-Man အခုရနေတဲ့တပတ်ဝင်ငွေနဲ့ရှင်လို့ရှိရင်နည်းသေးတယ် global မှာရော domestic မှာရောထိုးကြည့်နော်ကျွန်တော်ပြောတယ်ဒီကားကိုကြည့်ပြအောင်ကြည့်အရန်ကောင်းတယ်ကားလို့တကယ်လည်းကောင်းတယ်ပရိသတ်တွေအကုန်လုံးကဗျအရန်ဒီကားကိုအရန်ကိုမျှော်လင့်ထားကြတာသိရမလားဒါပေမဲ့ခုနပြောလို့ပေါ့နော်ရှေ့မှာလည်းကြည့်စရာကားရရှိတယ်ဥပမာ Odyssey တို့ Toy Story 5တို့Obsession တို့ Backrooms တို့ရှေ့မှာနာမည်ကြီးွားတဲ့ကားရရှိရဗျပြီးတော့ Spielberg ကလည်းဒီ Disclosure တွေလည်းရှေ့မှာတင်သွားတယ်အရင်တော့မအောင်မြင်ဘူးပေါ့နော်domestically ရော international ထားပါဆိုတော့အခုကားကအရန်ကိုပေါက်သွားတယ်ဗျာသိလားဒီ Spider-Man Brand New Day သူတို့ studio executive တွေကိုယ်တိုင်အံ့ဩနေရတယ်သူတို့မှန်းထားတာပထမဆုံး opening week မှာတန်း200ဝင်းကျင်းလောက်ပဲရမယ်မှန်းလားအခုလို့360လောက်ရမယ်လို့မမှန်းဘူးဆိုတော့အခုသုံးသပ်တဲ့လူတွေပေါ့နော် Variety Magazine တို့ပြီးရင်တခြားသော Hollywood reporter တွေတော်တော်များသုံးသပ်ကြတာဒီကောင်ကဘာကိုပြလဲဆိုတော့နံပါတ်1ကလူတွေက Spider-Man franchise ကိုလုံးဝမငြင်းဝယ်ဘူးဗျာမငြင်းဝယ်ဘူးဘာဖြစ်လဲဆိုတော့အခုပတ်ဝန်းကျင်မှာအခုပတ်ဝန်းကျင်ဒီတနိုင်ငံလုံးမှာရောဒီ globally ရောပေါ့နော်super hero fatigue ရနေဗျာ more ban နဲ့ရိုးအီလာ super hero ကားတွေအရန်ရိုးအီလာအတိတာဆုံးကကျွန်တော် super girl ကားပဲ super girl က flop လိုက်တာမှာကျွန်တော်ကိုယ်တိုင်သက်ကြည့်ဘူးစုပ်ပြတ်တတ်နေရပဲလုံးဝမကြိုက်ဘူးကျွန်တော်အဲ့ကားတကားလုံးမှာကြိုက်တာမင်းသမီးရဲ့တူဝတ်ထားတဲ့စုရဲ့အတိုင်းပဲရှိတယ်ခွေးတောင်အလောက်မချစ်ဘူးအဲ့ကားတွေကခွေးကို sorry ဒါပေမဲ့အမှန်တိုင်းပြောတာဆိုတော့အဲ့မှာလူတွေအကုန်လုံးကလမ်းဖြောင်းလာတယ်ဟာ super hero fatigue ကတကယ်ဖြစ်နေတာမျိုးပေါ့နော်ပြီးတော့ Disney Plus ရဲ့ဒီ Marvel series တွေလည်းအရင်မအောင်မြင်ဘူးဒီအရင်မအောင်မြင်တဲ့အတွက် Spider-Man ကြဘယ်လိုလာမလဲမသိဘူးเนาะအများကြီးမမျှော်လင့်ထားကြဘူးသူတို့တကယ်မျှော်တာ Doomsday ကိုမျှော်တာဒီဇင်ဘာမှာတင်မဲ့ Doomsday ကိုဒီ Spider-Man ကိုအလောက်မမျှော်ဒါပေမဲ့အခုလို result ကြီးရတော့သူတို့ကိုယ်တိုင်လည်းအံ့ဩနေဆိုပြီး reporter တွေကပြောတယ်ဒီ insider report တွေရပါတော့ဆိုတော့ဒီ opening week မှာတော့ဒီလောက်ရတယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ပတ်ဒီမှာဘယ်လောက်တောင်ရမလဲဆိုတာသူတို့ရင်ခုန်နေကြပြီပြောတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြပြမယ်ရှေ့ဗီဒီယိုမှာကျွန်တော် Spider-Man Brand New Day က IMAX မရှိဘူးလို့ပြောခဲ့တယ် right ဒီနေ့မနက်ပဲဒီနေ့ August 3ရက်နေ့ထင်တယ်ည3ရက်နေ့မနက်မှာပဲAMC တို့ Regal တို့အကုန်လုံးပေါ့နော် IMAX ကနေပြီးတော့ Instagram မှာကြေညာတယ်သူတို့ဒီ Spider-Man အတွက်ကို IMAX ticket တွေထုတ်ပေးတော့မယ်လာမဲ့တောက်ကြစင်တင်းကလေးကစပြီးတော့ကြည့်လို့ရပြီเนาะအဲ့မှာလက်မှတ်တွေကိုမနှက်ဖန်မနှက်ရောင်းမယ်ဗျမနှက်ဖန်ဆိုရောင်းပြီပေါ့နော်မနှက်ဖန်ဆို4ရက်နေ့ပေါ့4ရက်နေ့ဆိုလို့ရှိရင် IMAX ticket တွေဝယ်လို့ရပြီ Spider-Man တို့ဆိုတော့
စဉ်းစားလာကြည့်ကြပထမတစ်ခေါက်အကုန်လုံးကရတဲ့ဟို IMAX မရှိတော့ Dolby တို့ပြီးတော့ ScreenX တို့ Yo-Yo Screen တို့မှကြည့်အခု IMAX ရပြီဆိုတော့ဒုတိယတစ်ချိန်ကြည့်ကြအောင်ပါတေးကြပါအလူရကြည့်မှာဆိုတော့ wow Spider-Man က brand new တွေကတော်တော်ကြီး record breaking ဖြစ်မယ်ထင်တယ် Tom Holland တို့ Zendaya တို့ရဲ့ခစ်ပဲဘာလို့ဆို Odyssey ကလည်းသူတို့ရှေ့တဲ့ယုံတင်လာတာဝင်ဝေးဆန်းချင်းအခုအဲ့ဆန်းချင်းကိုသူတို့ပါတဲ့ကားကပဲထပ်ပြီးချိုးသွားတယ်ဟိုကျန်တယ်နော်အဲ့မှာသူတို့သုံးသက်ပြသွားတဲ့အချိန်မှာဘာသဘောကျလဲဆိုတော့လေစီနီမာကတည်သွားပြီဆိုတာမဟုတ်ဘူးပြီးတော့ pandemic နောက်ပိုင်းမှာအခုလိုပြန်မြင်းဆန်ခေါင်းထောင်လာမယ်မမျှော်လင့်ဘူးပေါ့နော်အခုပုံမှန်တိုင်းပြန်ဖြစ်သွားပြီဗျာဘာလို့ဆိုတော့အန်ဂိမ်းကစံချိန်တွေဝင်ငွေရတယ်တန်း900ကျော်ပြန်ရတယ်ပါညာဆိုတာကြတော့ပုံမှန်လို့ပြောလို့ရတယ်ရုပ်ရှင်ရဲ့ပုံမှန်ပေါ့နော်ပုံမှန်လေပတ်နေတဲ့စီးပွားရေးဒီ revenue တွေဝင်ငွေဒါပေမဲ့အခုဟာကကြတော့ post pandemic ဒီကောင်ကြီးကလုံးဝ normal လို့ပြန်ဖြစ်သွားပြီသိလား normal ကိုပြန်ရောက်ပြီး normal ထဲတောင်ပြန်တာနေပြီဆိုတော့ပြတာပေါ့နော်အဲ့မှာသူကနှစ်ချက်သုံးသက်တယ်ဗျာပထမချက်ကကျတော့လူငယ်တွေ Gen Z တွေကရုပ်ရှင်ရုံတော်တော်ရောက်လာကြပြီအရင်တော့ streaming မှာအားကိုးခဲ့ရတဲ့ Gen Z တွေကအခုရုပ်ရှင်ရုံရောက်လာပြီဖြစ်နိုင်ရရှိတာကနံပါတ်1ကကြတော့ဒီမှာပေါ့နော် concert ticket တွေအရန်ဈေးကြီး concert ticket ပြီးခဲ့တဲ့ရက်ပိုင်း BTS concert လုပ်ရတယ်အဲ့မတိုင်ခင်တော့လည်းဟို Ed Sheeran တို့ပြီးရင် My Chemical Romance တို့ပြီးရရှိတယ်ဗျာဟို Jay-Z concert မလုပ်တာတော်တော်ကြာပြီ Jay-Z concert လုပ်ရအဲ့မှာကျွန်တော်မှတ်ရလက်မှတ်ဝယ်ဖို့ကြည့်တော့အနည်းဆုံးကဒေါ်လာ350လောက်ရှိတယ်အနည်းဆုံးတော့ဟို nose split လို့ခေါ်တယ်ဟိုနောက်ဆုံးတန်းမှာဟို Jay-Z ကိုပွဲဆက်လောက်ပဲမြင်ရမယ်အဲ့လောက်မှထိုင်နေတာ350 Jay-Z ကိုတေးချာမြင်ရတဲ့နေရာမှာဆိုလို့ရှိရင်1500အဲ့လောက်ရှိတယ်ဆိုတော့အဲ့လို concert ticket တွေအဲ့လိုဖြစ်နေထိမနိုင်သိမ်းမရဖြစ်နေတဲ့အချိန်မှာလူငယ်အများစုအတွက်အပန်းဖြေစရာရုပ်ရှင်ပဲကြံတော့တယ်သူတို့တတ်နိုင်တာဆိုတော့သူတို့က price out ဖြစ်သွားတာဗျာဆိုတော့ concert တွေမလာဘဲရုပ်ရှင်ရုံလာတယ်အဲ့လိုမျိုးပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော် Spider-Man ပြီးခဲ့တဲ့ကားပေါ့နော် Far From No Way Home ကားနဲ့အခုဒီ brand new လေးနဲ့9နှစ်ကြာတယ်မှာပြီးတော့ No Way Home မှာလည်းထုံးစံတိုင်းသူက cliffhanger ကြီးနဲ့ခြံခဲ့တာကို Spider-Man ကိုနောက်လာမယ့်ဟာကြီးကို cliffhanger ကြီးနဲ့ခြံခဲ့တော့လူတွေက9နှစ်လောက်စောင့်နေတော့အဲ့ဒါတွေအကုန်လုံးကအရန်ပေါ့ဗျာ IFF တွေအကုန်လုံးကအခုချိန်မှာစကားပြောပါတာသိလားအကုန်လုံးပြုံမိလာကြည့်ကြနောက်ပြီးတော့ Odyssey ကကူညီသွားတယ်ပါတယ်တစ်ဖက်လည်းနဲ့ဗာလဲဆိုတော့ Odyssey ကားကို IMAX 70mm မှာကြည့်တာမှာအပြည့်မြင်ရတယ်တည်မလားရိုးရိုးယုံနေဆိုရင်ဒီလိုမျိုးကြီးဖြတ်ထားတယ်ဒီလောက်ပဲမြင်ရတော့လူတွေကရိုးရိုးယုံမှာကြည့်ရတော့မမိုက်ဘူးဆိုရယ် feel ဝင်သွားတယ်သိလားအဲ့လိုဆိုတော့ IMAX မရ 70mm ရအောင်စောင့်မယ်ဆိုတဲ့စိတ်ကဖြစ်သွားကြတယ်အများစုကလေဆိုတော့အဲ့ဒါလည်းပါတယ်သိလားဟို Spider-Man ကြောင့်အဲ့လိုမရှိဘူးကြည့်ကျင်တဲ့ဥစ္စာမှာကြည့်တိတ်မကွာဘူး Dolby ဆိုတာလည်းအဲ့လို color ဥမာ deep black တွေပါမယ် HD ကအရန်ကောင်းတယ်ပြီးရင်အတန်ကောင်းတယ်လောက်ပဲဘယ်လိုမျိုးဗျာဟိုဒီ Odyssey လိုမျိုးဒီလိုမျိုး screen ကြီးကဒီလိုပုံရိပ်ကြီးကအဲ့လို crop လုပ်ခံရတာမျိုးမဟုတ်ဘူးလေဆိုတော့ရတဲ့ရုံမှာရလို့ကြည့်ရမရွေးကြီးမများဘူး Odyssey ကျတော့ရိုးရုံမှာကြည့်ရင်ပဲဟိုစားမပိုင်ဟင်းစားလို့တခုခုကိုယ်ကရောသွားတယ်လို့ကြီးခံစားရတာပေါ့အဲ့လိုအတန်းခွဲကြပလိုက်တာဗျာဒီကဆိုတော့အဲ့ဒါလည်းပါနေမယ်နောက်တစ်ခုကကြတော့ဟိုကျွန်တော်တို့ဒီ Spider-Man brand new လေးလို့ပါလို့ Spider-Man ကားတွေကရှေ့ကကားတွေမကြည့်ထားလဲရတယ်သဘောတစ်ခုလေ Spider-Man တော့သိတင်တာပေါ့နော်တချို့ history လေးသိတင်တယ်ဒါပေမဲ့ဥမာဆိုကြပါစို့Endgame တုန်းကဆိုရင် Avenger Endgame တုန်းကဆိုရင်ရှင် Infinity War ကိုမကြည့်ထားရလို့ဆိုလို့ရှိရင် Endgame ကိုကြည့်ဖို့ခက်တယ်ဘာလို့ဆိုတော့အဆက်ကိုပြင်မှာပြီးအခုလာမဲ့ Doomsday ဆိုလို့ရှိရင်လည်းရှေ့ကအဖြစ်ပြက်လေးတွေမှာမသိထားဘူးဥမာအနည်းဆုံး Loki series လောက်မှမကြည့်ထားဘူးဆိုလို့ရှိရင်နားမလည်ဘူးဗျာသိတာဘာတွေဖြစ်နေရလဲ Multiverse ဆိုတာဘာလဲစသည်အပြောမှာနော်ပြီးရင်ဟို Fantastic Four ကမကြည့်ထားဘူးဆိုရင် Fantastic Four မသိဘူးပြီးတော့ကျွန်တော်တို့ဒီ Thunderbolt ဟို New Avenger ဖြစ်သွားတဲ့ Thunderbolt ကိုမကြည့်ဘူးဆိုလို့ရှိရင်လည်းအဲ့ Thunderbolt ကကောင်မျိုးမသိတော့ပြန်ဘူး Yelena တို့ဘာဖြစ်လို့ Black Widow ဖြစ်သွားတာလဲစသည်အဖြစ်ပေါ့နော်ပြီးရင်ရှေ့တုန်းကဟိုးရှေ့တုန်းက X-Men တွေမကြည့်ဘူးဆိုလို့ရှိရင်လည်းဒီဖိုးကြီးနှစ်ယောက်ကဘယ်သူလဲစသည်အဖြစ်အဲ့လိုဖြစ်တယ်ဗျာသိတယ်ကျွန်တော်ငယ်တုန်းက X-Men တွေဗျာ Fox ကဆိုတော့ Spider-Man အဲ့လိုမရှိဘူးကြည့်လို့ရတယ်ဘယ်သူမှဆိုကြည့်လို့ရတယ်ရှေ့က history သိခြင်းမသိခြင်းဘာမှ effect မဖြစ်ဘူးနော်အဲ့ဒါတော်တော်အဆင်ပြေသွားတယ်သိလားအားလုံးဟိုဘောလုံးအားကစားလို့ပေါ့ဗျာသိလားဘောလုံးအားကစားနားလည်လွယ်လေဟို baseball ကြည့်တာတို့ဘာလို့ဆိုနည်းနည်းနားလည်ခက်သေးတယ် baseball ကဘာတွေလုပ်နေမှမသိဘူးလို့ပေါ့သိမှာဘောလုံးကြောင့်ရှင်းတယ်ဗျာဂိုးအများဆုံးသွင်းတဲ့လူကနိုင်မယ်တစ်ဖက်ကို17ယောက်ကန်တယ်ဘောလုံး6ချောင်းနဲ့ဆွဲပြေးပြီးတော့ဂိုးတွေကိုထည့်ဒါပဲ that's it ဟုတ်တယ်မလားအဲ့လိုမျိုးဗျာbaseball မှာရှုပ်သေးအောင်မှာ attacking ကစားတဲ့ဥစ္စာနဲ့ defense ကစားတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်အလှည့်ခွဲထားရဗျာထားပါတော့ကျွန်တော်လည်းသိချာမသိဘူး baseball ဆိုတော့စကားပြန်ဆက်ရလို့ရှိရင်
Spider-Man ကကျွန်တော်ထင်တာအဲ့လိုခုန factor တွေကြောင့်ပေါ့နော်လွယ်လွယ်ကူကြည့်လို့ရတယ်ယုံမရွေးဘူးပြီးလို့ရှိရင်အကုန်လုံးကလည်းဟို Spider-Man ကိုစောင့်နေတာ9နှစ်လောက်ရှိပါပြီဆိုတော့ကြည့်ကြင်ကြတယ်ပြီးတော့ Odyssey လက်မှတ်မရလို့ရှိရင် Odyssey လက်မှတ်မရလို့ရှိရင်ဘာရမလဲ Spider-Man ရမယ် Spider-Man ကြည့်ထားမယ်ကွာပြီးရင် Odyssey ကယုံနေထက်တိုးမှာအခါကျမှငါတို့ Odyssey 70mm IMAX ရတော့မှကြည့်မယ်ကွာဆိုရယ်လူအုပ်ကြီးကလည်း Spider-Man နဲ့ရောက်လာအောင်အဲ့ဒါလည်းဖြစ်နိုင်ခြေတစ်ခုပါနောက်တစ်ခုကကျတော့အခုရှင်ကဒီ concept တွေရသည်ဗျပွင့်လင်းရသည်ဆို concept တွေလုပ်တဲ့ရသည်ဆိုတော့ concept တစ်ကမတက်နိုင်တဲ့လူတွေရတယ်တခြားဘာပွဲရှိလဲဆိုရင်ရုပ်ရှင်သွားကြည့်မယ်ညသူတို့တက်နိုင်တဲ့ဟာပေါ့နော်ဆိုတော့အဲ့လိုဖြစ်သွားအဲ့ factor တွေအကုန်စုသွားပြီးတော့လုံးဝဒီ Spider-Man brand new တွေအတွက်ကိုစံချိန်တွေအခုကျိုးအောင်လုပ်နေတာပေါ့နော်ဆိုတော့ဒီကာလကရုပ်ရှင်သမိုင်းမှာတော်တော်ထူးထူးခြားဖြစ်သွားတယ်လို့ပြောလို့ရတယ်ဗျ obsession ဆိုလို့ရှိရင်ဗျ9သိန်းခွဲလောက်တုံးပြီးတော့အခုတန်း900ကျော်သွားပြီ globally ပေါ့နော်နည်းနည်းတော့အမြတ်မဟုတ်ဘူးဗျ percentage ကလေပြီးတော့အခု Spider-Man ကလည်းတပတ်ထဲတင်စံချိန်တင်တန်း360ဖြစ်သွားပြီရှုံးဝင်ကြောက်စရာကြီးနော်ကြောက်စရာကြီးအခုပြီးတော့ Odyssey ကလည်းအခုတတိယဘတ်ထင်တယ်တတိယဘတ်မှာတော့မှတတိယဘတ်လားစလုံးထားပါလားမသိဘူးနော်အဲ့မှာတော့မှ50တန်းကျော်ပြန်ရနေတော့မယ်ကြောက်စရာကြီးနော်ဆိုတော့ cinema ကဘယ်တော့မှပျောက်သွားမှာမဟုတ်ဘူးရုပ်ရှင်ရုံနဲ့အခုပိုးတောင်လူတွေတိုးလာသေးတယ်ဝမ်းသာစရာပါနော် See you နောက်ဗီဒီယိုမှာတွေ့ပါ